ပဇွန်စိတ်ရှိတဲ့ဘက်မှာနေမှာလားပဇွန်ထုတ်ရှိတဲ့ဘက်မှာနေမှာလားမေးလိုက်ကျမကတော့ပဇွန်စိတ်ရှိတဲ့ဘက်ကိုပဲနေမယ်ရှင်လူတိုင်းကတော့ကိုယ်အကြိုက်နဲ့ကိုပေါ့နော်ဒီနေ့ဈေးမှာပဇွန်စိတ်လေးတွေရောက်နေရတယ်ကျမပဇွန်စိတ်လေးဝဲလာလိုက်တယ်ဝဲလာပြီးတော့ကျမတရသီးလေးနဲ့ရှက်စားရှင်နေပေါ့နော်ပဇွန်စိတ်ကိုလေးဒီတိုင်းစားလေးနဲ့လော်လိုက်လို့ရှိရင်လေသူကငရုတ်သီးထောင်းလေးနဲ့သမင်းမိန်လေးပေါ့နော်ကျမတို့သွားနေတဲ့ဈေးရလေးပဇွန်စိတ်ဆိုရှာရှာပပပဲအဲ့တော့တွေ့တာနဲ့တခါတည်းကောက်ဆွဲခဲလိုက်တယ်အဲ့ဒါလေးကိုကျမရခိုင်အဟင်းလေးရှက်စားမယ်ငရုတ်သီးရဲ့ကျွတ်သွန်ဖြူရဲ့ဒီထဲမှာတော့ကျွတ်သွန်နေရပါတယ်ပေါ့နော်အယောင်တင်မို့နင်းငယ်စနူးမို့နင်းငယ်ပါပါတယ်အဲ့ဒါလေးကျမကြိတ်ထားလေးတွေကိုထည့်လိုက်မယ်ပြီးတော့အဆုံဆေးရည်လေးတစ်ဖြက်လောက်ထည့်လိုက်တယ်ငပိရတော့မထည့်လဲအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျမငပိနည်းနည်းလောက်ထည့်လိုက်တယ်စီရကြတော့ကျမရဲ့အိုးကက်စီလေးပေါ့နော်အိုးကက်စီလေးနဲ့ကျမရှက်လိုက်တယ်အရသာအတွက်ကတော့ဆိုင်းရင်ရှုံမှုလေးထည့်လိုက်ပါတယ်ဒီပဇွန်စိတ်ရဲ့တရသီးလေးရဲ့ဆိုလို့ရှိရင်တခြားဟင်းတွေမလို့တော့ဘူးပေါ့နော်ဒီမျိုးလေးနဲ့တင်ထမင်းစားလို့မိန်နေပြီချိန်ချိန်လေးနဲ့ပေါ့နော်ချိန်ချိန်လေးနဲ့ဆိုတော့ကျမဒါကြိုက်တယ်အဲ့တော့ကျမရဲ့ပဇွန်စိတ်ရှက်မြာလေးကြက်လာပြီဆိုတော့ကျမတရသီးလေးတွေထည့်လိုက်ပါတယ်ချိန်ချိန်လေးနဲ့ပေါ့နော်လူရသီးလဲဆိုအရန်ကိုမှလိုက်ဖက်တော့တရသီးရလဲဟဲထောင်းဆိုင်တအားကောင်းမဲ့တရသီးဒါမှကျမဘိုက်နေနေနားနေရောကျမတရသီးတော့မတုတ်တော့ဘူးရှင်ဒီတိုင်းရှက်တာလေးမှာပဲထည့်စားဖြစ်တယ်